ကြားထဲမှာနေရတာချစ်သူရှိတယ်လို့မုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိတယ်လို့ကဲရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နှင်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုန်းလို့ပြောတဲ့စကားတွေကိုမျက်နှိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျာဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလား